နာလေးပဲကိုနေတိုင်းမြဲတမ်းငေးကြည့်မိခဲ့ယနေ့ကမင်းကိုချစ်တဲ့စကားတွေလဲကိုဘာကြောင့်ပြောဖို့သိတွေဝေနေသလဲတပြင်းလေးမင်းရှိနာမှာဆိုင်နေစေဒါကိုလည်းသိနိုင်လိမ့်မယ်ကိုမထင်ဘူးအိုးကဲအခုတော့ဘာပြောမလဲသူဖွင့်ပြောရဲ့တရားနဲ့တွေ့ပြီကိုဆောက်တဲ့အတွေ့အိမ်လဲလေးတဲ့မှာပဲမြို့သေးရင်ဆွေးနေရပြီသူမသိဘူးတယောက်တည်းပဲစိတ်ပြေသိစရာလဲမတွေ့ဘူးအိမ်စမရပါကိုလေးဝမ်းနဲ့ပဲလဲခုတွေ့ကြည့်လိုက်တော့ချစ်တာတခုတည်းပဲစစ်သူလိုအင်းဖြစ်ရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည့်စုံပါစေကိုကတော့စိတ်ခံနိုင်တယ်ပြောတော့ပါကွယ်လေးပဲကိုနေတိုင်းအမြဲတမ်းငေးကြည့်မိခဲ့ယနေ့ကမင်းကိုချစ်တဲ့စကားတွေလဲကိုဘာကြောင့်ပြောဖို့အခက်ကြုံနေတာလဲတပြင်းလေးမင်းရှိနာမှာဆိုင်နေလဲမပြောတော့ဘူးကွယ်ချစ်တာတခုတည်းပဲအသေးချာစမ်းစစ်ကြည့်မှာကိုချစ်သူလိုအင်းဖြစ်ရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည့်စုံပါစေကိုကတော့စိတ်ခံနိုင်တယ်ပြောတော့ပါကွယ်စိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည့်စုံပါစေကိုကတော့စိတ်